မင်္ဂလာပါဒီတန်းလေးကတော့ NLFA D Level 3ကျောင်းသူကျောင်းသားတွေ on job training တန်းကိုတက်ရောက်နေတဲ့အတန်းလေးပဲဖြစ်ပါရဲ့ရှင်ဒီ on job training မှာတော့ကုမ္ပဏီတွေနဲ့စီးပွားရေးလုပ်ငန်းတွေမှာဝင်ရောက်လုပ်ကိုင်နိုင်ဖို့အတွက်မဖြစ်မနေတက်မြောက်ရမယ် receipt and payment voucher တွေကိုဘယ်လိုပြုစုသိမ်းဆည်းရမလဲဆိုတာတွေကစလို့ documentation process တွေလုပ်ငန်းရဲ့နေ့စဉ်ငွေဝင်အထွက်တွေကို cash ပုံမှာဘယ်လိုစာရင်းသွင်းရမလဲဆိုတာတွေအပါအဝင် accountant တွေအတွက်အရေးကြီးဆုံးဖြစ်တဲ့ financial statement တွေကိုဘယ်လိုအစအဆုံးရေးဆွဲရမလဲဆိုတာတွေကိုစာတွေ့လက်တွေသင်ကြားပေးနေတာပဲဖြစ်ပါတယ်ရှင်ဒီတန်းလေးတက်ရောက်ပြီးသွားရင်တော့လုပ်ငန်းခွင်ထဲမှာလုပ်ငန်းတာဝန်တွေကိုချောချောမွေ့မွေ့နဲ့ထမ်းဆောင်နိုင်ကြမှာဖြစ်ပါတယ်လုပ်ငန်းခွင်ဝင်ရောက်ကြမယ့်သူတွေအတွက်လည်း NLFA က on job training တန်းခွဲတစ်ကိုပုံမှန်ဖွင့်လှစ်ပေးနေပါတယ်နော်အခုလာမယ့် March 22 ရက်နေ့မှာ on job training တန်းခွဲတစ်ကိုဖွင့်လှစ်ဖို့ရှိပါတယ်ရှင်တက်ရောက်လူသူများအနေနဲ့ NLFA ရဲ့တခုတည်းသောအကြောင်းဖြစ်တဲ့ဂမုံဝစ်စင်တာ9လောက်မှာရှိတဲ့ NLFA Campus နဲ့ online မှာလာရောက်အနံ့လို့ရပါပြီရှင်။ Medality ပြောခဲ့တဲ့ချမ်းလေးကုန်ပြူစင်